လူတယောက်ကတခြားသူတယောက်အတွက်တင့်ကိုထားခဲ့ပြီဆိုရင်မတောင်းပန်ပါနဲ့မငင်းခုန်ပါနဲ့သူ့ကိုတင့်စီပြန်ရအောင်မကြိုးစားပါနဲ့သူကဆုံးဖြတ်ပြီးသွားပြီအဲ့ဒီအချိန်မှာသူကတင့်ထက်ပိုကောင်းတဲ့လူလိုမြင်သွားလို့ပါအဲ့ဒါဟာရုပ်ရည်ကြောင့်ဖြစ်နိုင်တယ်ကိုယုံကြည်မှုကြောင့်ဖြစ်နိုင်တယ်ပတ်စံကြောင့်ဖြစ်နိုင်တယ်ဒါမှမဟုတ်အချိန်ခါကြောင့်ပဲဖြစ်ဖြစ်ဘာကြောင့်ပဲဖြစ်ဖြစ်သူကတင့်ထက်သူ့ကိုရွေးချယ်သွားပြီဘလို့ဆက်လုပ်တင်လဲအမှန်တရားကတော့သူကတင့်အစားတခြားလူကိုအစားထိုးလိုက်ပြီဆိုရင်တင်ဘလို့ပြောပြန်ပြင်လို့မရတော့ဘူးစာရီထပ်မပို့ပါနဲ့ခံစားချက်ပါတဲ့ဖုန်းတွေမခေါ်ပါနဲ့တင်ဘာပြောသူ့ရဲ့စိတ်ကိုပြောင်းလဲစေမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့သူတင့်ကိုမပြောခင်ကတည်းကထားခဲ့ပြီးသားဖြစ်လို့ပါသူ့နောက်ကိုတင်လိုက်နေရင်ချစ်စရာကောင်းတဲ့သူမဖြစ်ပါဘူးအစားထိုးလို့ရတဲ့သူဖြစ်နေပါလိမ့်မယ်အရန်တင့်လူလိုဖြစ်သွားပါလိမ့်မယ်ကိုအာယုံစိုက်ပါတင်နားလဲဖို့လိုတာကတင့်ကိုဘာမှမဟုတ်တယ်လို့ထားသွားတဲ့သူနောက်ကိုမလိုက်ပါနဲ့တိတ်ဆိတ်နေပါဒါကကစားတာမဟုတ်ဘူးတင်းရဲ့စိတ်ငြိမ်သက်မှုကိုကာကွယ်တာပါဒေါသထွက်နေတဲ့စာတိုတွေမပို့ပါနဲ့သူ့ရဲ့အကောင့်တွေလိုက်မကြည့်ပါနဲ့တငယ်ချင်းအဖြစ်ဆက်နေဖို့မကြိုးစားပါနဲ့တင်ဟာပျောက်ကွယ်သွားပါဒါဟာတင်အားနဲ့လို့မဟုတ်ဘူးတင့်တန်ဖို့ကိုနောက်ဆုံးတော့တတိယသွားလိမ့်မယ်အခုဘာလို့တင်လဲဆိုရင်ကိုအာယုံစိုက်ပါပိုကောင်းတဲ့အဆင့်ကိုရောက်အောင်လုပ်ပါအားကစားယုံကျင်သွားပါစိတ်သက်ခွန်အားကိုမြင့်တင်ပါပတ်စံကိုမှန်အောင်ရှာပါဒါတွေဟာလက်စားချေဖို့မဟုတ်ပါဘူးတခြားလူရဲ့ရွေးချယ်မှုကတင့်တန်ဖို့ကိုလာပြီးတတ်မှတ်တာကိုလက်မခံအောင်လို့ဖြစ်ပါတယ်သူပြန်လာခဲ့ရင်နောက်မှသူကတင့်စီပြန်လာပြီးတင့်မှာရှိတဲ့အရာတွေကိုလွမ်းတယ်လို့ပြောလာရင်သူကအခြားသူဘေးနားမှာအိတ်နေတော့တင့်ကိုမလွမ်းခဲ့ဘူးဆိုတာတင်သတိရလိုက်ပါ